ဟုတ်ကလေးဒီထက်ဝါရဲ့စုတွေရောင်းလို့ဆိုဟုတ်တယ်လေအဲ့ဒါမှရောင်းလေခုဒါပေမဲ့ဘယ်လိုရောင်းမှမသိလို့ရောင်းညင်လိုက်တယ်လဲပြာလို့အလိုက်တာလဲချာလို့သူများမဝဲကြအောင်စကလုံးလားလာလေးတုံးပြီးရောင်းပေါ့အဲ့တော့သားစကားမကြွယ်ဘူးမေအေးဒါဆိုငါရောင်းပြီးတော့ရတဲ့အမြတ်ငါပဲတုံးလိုက်တော့မယ်ဘာလဲအမေကအမျက်လိုချင်တော့အရင်လေးတော့ပေးပေါ့ကျွန်တော်ပေးဘူးမင်းကငါပဲအားကိုဘယ်မှာအားကိုနေလို့တော့အဲ့လိုပြောခါမှမလို့ဒီဝိတ်ပါလားမြင်ဘူးလားအမလီနေအဲ့လိုတွေလှုပ်ပြီးတော့မောတလီပန်းတလီဆိုပြီးတော့အဲ့သွားတာရက်တည်းကလည်းမနှဲဘူးဟိုဟာကိုလိုကမဲ့လုံအောင်တက်တက်ကြွကြွလုံးမှမရှိဘူးတက်တက်ကြွကြွနော်ဟုတ်တယ်မေဒီမဲတက်ပတ်တက်ရတာလူကကြွမလာဘူးကြွခုမှကြွရလားတူဒီတော့ဒါလေးမရဆိုရနော်စောက်လုံးလက်တော့တဲ့အောင်မလုပ်တတ်ဘူးနော်ငါနောက်လာဆုံးတယ်ငါနောက်လာဆုံးတယ်ကွာဟုတ်လားဟုတ်လား你素不的送来，ဟုတ်တော့素不的送来，တဲ့ဝတ်တာငါနောက်လာပြောတဲ့ဟုတ်ကလေးမဲကလေးဟောပို့တယ်掏钱没洗到不？掏钱没洗到不？တဘူး这不白讲了。အေးတဘူးဟိုအိမ်မှာကတဘူးလောက်လာပြီတဘူးနှစ်ဘူးလောက်ပဲကျန်ပါဘောဒါတော့ပို့ရမှာဆိုတော့တဘူးတော့ကျန်တယ်အဲ့ကြတော့ပြမှာဘာပြမှာပြတယ်မရှိတော့ဘူးနော်ဒီကကြ送马来လေအဲ့ဒီဟိုဟာတွေ့ဘယ်အစွန်送အောင်马来ပေါ့အစွန်မှာပဲဒီကကျတော့နင်းနေမှုမဒီကကျတော့နင်းနေမှုလေးတွေမဒီကကျတော့နင်းနေမှုလေးတွေရောတူရမှာပေါ့နော်အဲကြောင့်မိုးချိုတင်ပြီးတော့လာပြီးတော့ကျွန်တော်ဒီတော့လာမှာပါအခုပြကြဘူးကတော့ကျွန်တော်ဒီမှာမရှိတော့ပါဘူးတဘူးလားနှစ်ဘူးလားပဲကျန်တယ်ဟောကျန်တော့ပေါ့နော်အဲ့ဒါကြတော့မုံဝါရီမှာပါဒါမှလည်းပတ်ပူရမယ်ဒီလေးကိုကျွန်တော်ထုတ်တာပေါ့နော်ငါ့ကိုတနာသွားလာမသိဘူးငါတပုတ်တင်အဲ့တဘူးလေးရောင်းရတယ်လို့ပြောလိုက်ကကြီးတက်ကြလာတကယ်တော့မဟုတ်ပါဘူးတကယ်လည်းကျွန်တော်အဲ့ဒီနှစ်ပုတ်တင်တာနော်ဟိုဘက်ကောက်မှလည်းတပုတ်ဒီဘက်ကောက်မှလည်းတပုတ်နှစ်ပုတ်တင်တော့တဘူးလေးကိုရောင်းရတယ်အဲ့ကြောင့်ကျွန်တော်ကဒီတိုင်းပဲတင်တော့မရဲနေတော့အားမရွှဲနေပါနဲ့ဆက်ရလို့ပေါ့အဲ့ဒါလေးတနာပြီးငင်းတနာပြီးတော့ねဝယ်ကြရလားမသိဘူးသူကုန်ပါပြီနှစ်ဘူးပဲကျန်အဲ့နှစ်ဘူးကနည်းတိတ်နေကြတယ်လို့ပေါ့နော်အဲ့နှစ်ဘူးပဲကျန်มาတော့တယ်အဲ့ရှိရဘာကြီးလားဒီဖားဘာကြီးလားအထိတ်ဆုံးကစားဘာကြီးလားရန်ကင်းဇော်ဒီကလန်ငါဒါသားလေးတွေ့သားလေးတွေ့ဒီရန်ကြီးတာလဲဒါသားလေးဒါဒို့လင်းနဲ့မမအတွက်အားရမိတွေ့တယ်ဩဒါကမိုးစာဧကဒီနန်းမောရာဘုဒ္ဓလန်ဒါကချစ်သူအတွက်ဩဒါကြတော့သူတို့ငါနာမည်မမေးရတယ်ဒါဟိုထုတ်တက်သွားပြီအပိတ်တက်သွားရင်လေပိတ်တက်သွားမဟုတ်လေဟိုကနောက်ခါကျငါစာရေးပြင်မယ်လေမအားအားပါဟုတ်လို့နောက်ကြရင်လာတော့မယ်လေဟာနောက်ကြရင်လာတော့မယ်လေနောက်ကြရင်လက်မလဲအောင်လာတော့အဲ့ကြရင်မမဖုန်းတစ်လုံးကင်ပြီးတောက်နဲ့လို့တော့စာရေးပြန်ပေးမယ်လို့ဘယ်လိုပါဘူးဟုတ်တော့တကယ်ရောင်းကောင်းလာရင်လိုမှာပေါ့အဲ့ဒါကြောင့်မလို့နင်းနေလေးရောက်တော့မှမလို့မို့လို့တင်ပြီးတော့လာပြီးကျွန်တော်ဒီအပ်လို့ရပါတယ်ခင်ဗျာနားလေးတိုင်လားဟုတ်တော့တိတ်ပြေရပြီအဲ့ဒါပဲနော်ဒါပါပဲလို့မထားဘူးရခုန